ကိုကျော်သူဟာနဲဘက်မှာကုန်ပစ္စည်းပို့ဆောင်တဲ့ကားဆရာတူပါတညမှာတော့မိုးချုပ်သွားတာကြောင့်ပြင်ဦးလွင်နဲ့နောင်ချိုကြားကတောလန်းဟောင်းတစ်ခုကိုဖြတ်မောင်းခဲ့မိပါတယ်လမ်းကကျင်းမြောင်းပြီးဘေးတစ်ဖက်တစ်ချက်မှာတော့တစ်ပင်ကြီးတွေကလက်မောင်းတန်းထားသလိုအုပ်ဆိုင်နေပါတယ်ကားရှိမီးရောင်ကမြူနှင်းထူထူထဲမှာကွေပြောက်နေပြီးရုတ်တရက်ကားအင်ဂျင်ကတရှူးရှူးမီကလမ်းလေကောင်မှာပဲထိုးရက်သွားပါတော့တယ်ကားပြင်ဖို့စူးစမ်းပေမဲ့မရတဲ့အဆုံးကိုကျော်သူဟာအကူကြီးရှာဖို့လမ်းဘေးကိုကြည့်လိုက်တဲ့အခါမြူနှင်းနေချားထဲမှာမှိန်ပြက်ပြက်မီးရောင်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒါဟာနှစ်ထပ်တိုက်အိမ်ဟောင်းကြီးတစ်လုံးပါအိမ်ရဲ့ပုံစံကကိုလိုနီခေတ်ကပုံစံမျိုးဖြစ်ပြီးခြံဝင်းထဲမှာ6ကပ်နေတဲ့တစ်ပင်အသေးတွေပြည့်နေပါတယ်သူတကားကိုခောက်လိုက်တဲ့အခါကျွင်းဆိုတဲ့အတန်နဲ့အတူတကားကအလိုလိုပွင့်သွားပါတယ်အိမ်ထဲမှာလူမရှိသလိုတိတ်ဆိတ်နေပေမဲ့ဧခန်းထဲကစပွဲပေါ်မှာတော့မီးပူပူနွေးနွေးဟင်းလျာတွေပြင်ဆင်ထားတာကိုတွေ့ရပါတယ်ကိုကျော်သူကဗိုက်ဆာဆာနဲ့တယောက်ယောက်ရှိလားလို့អော်မေးပေမဲ့ဘာအတမ်းမှကြံမကြရပါဘူးထူးဆန်းတာကစပွဲပေါ်ကဟင်းပတ်ခံတွေထဲမှာအမဲသားစိမ့်နေနဲ့သွေးလိုအရည်တွေပြည့်နေတာကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ကြောရိုးထဲအထိစိတ်ကနေအေးသွားပါတယ်သူအိမ်ထဲကနေပြန်ထွက်ဖို့ပြင်လိုက်စင်ပါပဲအပေါ်ထပ်ကနေခလေးတယောက်ရဲ့ရှိုက်ကြီးတငင်ဟိုးတန်ကိုကြားလိုက်ရပါတယ်ဦးလေးကဲပါဦးသမီးကိုဒီထဲကထုတ်ပေးပါဆိုတဲ့အတန်လေးကြောင့်ကိုကျော်သူကကြောက်စိတ်ကိုဘေးဖယ်ပြီးအပေါ်ထပ်ကိုတက်သွားမိပါတယ်အပေါ်ထပ်စင်းကြံလမ်းမှာတော့အဝတ်စားဆုပ်ဆုပ်ပြက်ပြက်နဲ့ကောင်မလေးတယောက်ကအခန်းတစ်ခုရဲ့ရှိမှဒူးထောက်ပြီးငိုးနေပါတယ်ကိုကျော်သူကကောင်မလေးနားကိုတွားပြီးပခုံးကိုကင်လိုက်တဲ့အခါကောင်မလေးကဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတယ်သူမရဲ့မျက်နှာကအရည်ပြားတွေမရှိတော့ပဲသွေးသားတွေတီးတန့်ဖြစ်နေပါတယ်ဦးလေးလည်းအသားစားမလို့လားလို့မေးရင်သူမရဲ့လက်သေးရှည်ကြီးတွေနဲ့ကိုကျော်သူရဲ့လက်မောင်းကိုဆွဲကုပ်လိုက်ပါတယ်ကိုကျော်သူလန့်ဖြန့်ပြီးနောက်ပြန်လဲကျသွားတဲ့အခါအောက်ထက်ကလှေကားထစ်တွေမှာလူရိပ်ပေါင်းများစွာကတဖြည်းဖြည်းတက်လာနေတာကိုမြင်လိုက်ရပါတယ်သူ့ဘေးနားကအခန်းတစ်ခန်းတည်းကိုပြေးဝင်ပြီးတကားပိတ်လိုက်ပါတယ်အဲ့ဒီအခန်းထဲမှာတော့နိုင်ရန်တစ်ခုလုံးပကြီးကားတွေချိတ်ထားပါတယ်ဒါပေမဲ့အဲ့ဒီပကြီးကားတွေကစီးနဲ့ဆွဲထားတာမဟုတ်ပဲလူအရည်ပြားပေါ်မှာသွေးနဲ့ရေးဆွဲထားတာပါပကြီးကားတွေကလူပုံတွေကလှုပ်ရှားနေပြီးသူ့ကိုလက်ရက်ခေါ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲအခန်းအပြင်ဘက်ကတကားကိုဝုံဝုံနဲ့ထုရိုက်တန်နဲ့ထွက်လာပါတယ်ကိုကျော်သူဟာပြတင်းပေါက်ကခုံချဖို့ကြိုးစားပေမဲ့ပြတင်းပေါက်တွေကတန်တိုင်တွေခတ်ထားပါတယ်အခန်းတောင်ကလျှို့ဝှက်တကားတစ်ခုကိုတွေ့ပြီးဆင်းသွားလိုက်တဲ့အခါမြေအောက်ခန်းထဲရောက်သွားပါတယ်အဲ့ဒီမှာတော့ဒီလမ်းပေါ်မှာပျောက်ဆုံးသွားခဲ့တဲ့ကားဆရာကြီးရဲ့ရုပ်အလောင်းတွေကတန်းချိတ်တွေနဲ့ချိတ်ဆွဲခံထားရတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့အသားတွေကိုတစစီဖဲ့စားထားကြတာပါမြေအောက်ခန်းထဲကစာအုပ်ဟောင်းတအုပ်မှာဖတ်လိုက်ရတာကတော့ဒီအိမ်မှာနေထိုင်ခဲ့တဲ့မိသားစုဟာလွန်ခဲ့တဲ့နှစ်90ကအစာငတ်မှုကောင်းပါမှုကြောင့်တယောက်ကိုတယောက်တတ်စားခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာလူသားသားကိုတောင်းတတဲ့ဝိညာဉ်စိုးတွေအဖြစ်ဒီလမ်းပေါ်မှာဖြတ်တန်းသွားလာသူတွေကိုဖမ်းစားနေတာဖြစ်ပါတယ်ဝိညာဉ်တွေကမြေအောက်ခန်းတစ်ခါကိုချိုးဖြတ်ပြီးဝင်လာကြပါတယ်ကိုကျော်သူကဘေးနားကဓာတ်စီပုံးတုံးကိုတွေ့ပြီးမီးချင်းနဲ့ချစ်ကပစ်ပေါက်လိုက်ပါတယ်မီးတောက်တွေကအိမ်ကြီးကိုစတင်ဝါမြူသွားပါတယ်ဝိညာဉ်တွေရဲ့စူးစူးဝါးဝါအော်ဟစ်တန်တွေကြားထဲကနေကိုကျော်သူဟာအားကုန်တုံးပြီးအပြင်ကိုပြေးထွက်လာခဲ့ပါတယ်ကားစီရောက်တဲ့အခါအံ့ဩစရာကောင်းတာကကားအင်ဂျင်ကသူ့အလိုလိုပြန်နှိုးနေပါတယ်သူ့မြို့ထဲကိုရောက်တဲ့အထိနောက်ကိုလှည့်မကြည့်ပဲမောင်းလာခဲ့ပါတယ်မနက်လင်းလို့ဖျားဝိုးပြုတ်ပြီးခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တဲ့အခါသူ့ရဲ့လက်မောင်းမှာကောင်မလေးကုတ်ခဲ့တဲ့ဒဏ်ရာကပျောက်မသွားပဲငါတို့ပြန်လာခဲ့မယ်ဆိုတဲ့စလုံးပုံစံအမာယုဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ပို့ပြီးကြောက်စရာကောင်းတာကသူ့ကားရဲ့နောက်ကြည့်မှန်နေပါတော့အဲ့ဒီအိမ်ဖြူကြီးတွေကသွေးဆူနေတဲ့ကောင်မလေးကထိုင်ကုန်နောက်ကနေသူ့ကိုပြုံးပြီးကြည့်နေပါတော့